အားလုံးပဲမင်္ဂလာပါကျွန်တော် channel ရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မှာတော့ CapCut ကိုစပြီးတော့ video တွေ editing စပြီးတော့လုပ်ကြည့်အောင်ပါဒီဆုံး video editing လုပ်ဖို့အတွက်ကျွန်တော်တို့ဒီ create project ဆိုတာလေးကိုနှိပ်လိုက်ရပါမယ် create project ဆိုတာကိုနှိပ်လိုက်ရင်တော့ကျွန်တော်တို့မနေ့ကရှင်းပြခဲ့တဲ့ CapCut interface ကြီးတစ်ခုလုံးပေါ်လာပါလိမ့်မယ်အရင်ဆုံး edit လုပ်မဲ့ video တွေကို CapCut တကယ်ကိုထည့်ဖို့လိုပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ import ဆိုတာကိုနှိပ်လိုက်ပါပြီးရင်တော့ကို edit လုပ်ချင်တဲ့ video file လေးတွေကိုဒီ CapCut ထဲကိုယူထည့်ရမှာဖြစ်ပါတယ်ဗီဒီယိုတစ်ခုဆိုရင်လည်းတစ်ခုပေါ့နော်အကုန်လုံးကို select မှတ်ပြီးတော့လည်းတစ်ခါတည်းထည့်လို့ရတယ်ဒါဆိုရင်တော့ edit လုပ်မဲ့ဗီဒီယိုက CapCut ထဲကိုရောက်သွားပြီဖြစ်ပါတယ်ဟို၄ခုပေါ့နော်ဒါတွေအားလုံးကိုကျွန်တော်တစ်ခုဗီဒီယိုတစ်ခုတည်းဖြစ် edit လုပ်မယ်ပေါ့နော်အခုဒီဗီဒီယိုကိုအရင်ဆုံးထားခြင်းနဲ့ဆိုရင်ဒါလေးကို select မှတ်လိုက်မယ်ပြီးရင်တော့ဒီလိုလေးဖိပြီးတော့ဒီ main timeline လေးကိုဆွဲချလိုက်ပါဒါဆိုရင်တော့ဒီဗီဒီယိုလေးကဒီ timeline လေးကိုရောက်သွားပြီပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီမှာ ratio ဖြစ်ပါတယ်ဒီ ratio ဆိုတာကတော့ကိုထားခြင်းတဲ့ video ရဲ့ site ကိုဒီပေါ်မှာမူတည်ပြီးတော့ရွေးချယ်ရတာဖြစ်ပါတယ်ကျွန်တော်တို့ YouTube တို့ Facebook တို့မှာတင်မဲ့ video ဆိုရင်တော့ ratio က 60:9 နဲ့သွားပါတယ် TikTok တို့ YouTube Short တို့မှာတင်တဲ့ video တွေက 9:16 ratio နဲ့သွားပါတယ်ကိုရိုက်ထားတဲ့ video ရဲ့ ratio က 60:9 ဆိုရင် 9:16 ရွေးလိုက်တဲ့အခါမှာလိုမျိုးသေးသွားတာမျိုးဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒီဗီဒီယိုကိုကျွန်တော်တို့ဒီဘက်က scale ဆိုတာလေးကိုအသုံးပြုပြီးတော့လည်းချဲ့လို့ခြုံလို့ရတယ်နောက်ပြီးတော့ဒီမြားလေးကိုကင်ပြီးတော့လည်းဒီလိုမျိုးချဲ့လို့ခြုံလို့ရတယ်ပေါ့နော်အခုတော့ကျွန်တော် 16:9 နဲ့ပဲ edit လုပ်ပြမယ်ဒီဗီဒီယိုကတော့ဒီမှာ timeline တွေကိုရောက်သွားပြီအဲ့တော့ဒီ timeline တွေကဗီဒီယိုကိုနည်းနည်းချဲ့ကျင်နေဆိုရင် timeline ကိုချဲ့ကျင်နေဆိုရင်ကျွန်တော်ဒီမှာအပေါင်းအနှုတ်မြားလေးတွေကိုနှိပ်ပြီးတော့ရွှေ့လို့ရတယ်လို့ဒါလေးတွေကိုလည်းလုပ်ပြီးတော့ခြုံလို့ချဲ့လို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ cut off လောက်တာပေါ့နော်အခုဒီဗီဒီယိုကအခုဒီမှာ24စက္ကန့်ရှိတယ်ကျွန်တော်ကဒီဗီဒီယိုရဲ့အပိုင်းကိုဒီရှင်းနာလေးပဲလုပ်ချင်တယ်နောက်ကဟာကိုဖြတ်ချင်တယ်ဆိုရင်ကျွန်တော်ဒီစာလေးကိုလိုချင်တဲ့နေရာလေးရွှေ့မယ်ပြီးရင်အလွယ်ဆုံးနည်းကတော့ B ဆိုတာလေးကိုနှိပ်လိုက်ဒါဆိုရင်တော့ဒီဗီဒီယိုကနှစ်ပိုင်းဖြစ်သွားမယ်နောက်ကျန်တဲ့အပိုင်းကို delete လုပ်ပြီးတော့ဖြတ်လိုက်လို့ရတယ်ဒါမှမဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့ W ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ဒီရွှေ့ထားတဲ့နေရာထိနောက်ကအကုန်လုံးကအလိုလိုပြတ်သွားလိမ့်မယ်အဲ့လိုပဲရှေ့ကအပိုင်းကိုဖြတ်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ choose ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ရှေ့ကအပိုင်းကဖြတ်သွားပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ဒီ command shortcut လေးတွေကိုအသုံးပြုပြီးတော့ဖြတ်တာဖြစ်ပါတယ်ဒီလိုမှမဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့ဒီနောက်ပိုင်းကိုဖြတ်ချင်တယ်ဆိုရင်ဒီမှာဒီ toolbar မှာ delete right ဆိုတာရှိပါတယ်ဒါလေးကိုနှိပ်လိုက်ရင်လည်းနောက်ကအပိုင်းကပြတ်သွားလိမ့်မယ်ရှေ့ကအပိုင်းကိုဖြတ်ချင်တယ်ဆိုရင်ဒီက delete left ဆိုတာလေးကိုနှိပ်ရှေ့ကအပိုင်းကဖြတ်သွားလိမ့်မယ်ဒါမှမဟုတ်ဒီဗီဒီယိုကိုနှစ်ပိုင်းခွဲချင်တယ်ဆိုရင်ကျွန်တော်ခွဲချင်တဲ့နေရာကိုရွေးပြီးရင်တော့ဒီမှာ split ဆိုတာကိုရွေးလို့ပြီးနှိပ်ပြီးတော့ကျွန်တော်ဖြတ်လို့ရပါတယ်ဒါဆိုရင်ဒီဗီဒီယိုကနှစ်ပိုင်းကွဲသွားပြီပေါ့နော်โอเคဒါကတော့ကျွန်တော်တို့ဒီဗီဒီယိုကိုဖြတ်တာတောက်တာပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဗီဒီယိုတစ်ခုကိုနောက်တစ်ခုနဲ့တစ်ဆက်တည်းဖြစ်အောင်ကျွန်တော်တို့ဒီမှာ timeline လေးကိုဒီလိုထည့်မယ်ဒါဆိုရင်တော့ဒီဗီဒီယိုတစ်ပုတ်ပြီးရတဲ့ဒီနောက်ဗီဒီယိုကကျွန်တော်တို့ auto ပြလာပါလိမ့်မယ်โอเคဒါကတော့ကျွန်တော်တို့ဒီဗီဒီယိုရဲ့တစ်ဆက်တည်းသွားတဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ခုကကျတော့ဒီ overlay လို့ခေါ်ပါတယ်overlay ဆိုတာကတော့ကိုယ့်ဗီဒီယိုပေါ်မှာနောက်ဗီဒီယိုတစ်ခုထပ်ပြီးတော့ပြစေချင်တာကိုကျွန်တော် overlay လို့ခေါ်ပါတယ်အခုဒီဗီဒီယိုရဲ့ပုံမှာကျွန်တော်ဒီဗီဒီယိုကိုထပ်ချင်တယ်ဆိုရင်ဒီလို switch ချလိုက်ဒါဆိုရင်တော့ overlay အနေနဲ့ layer ကနှစ်လွှာဖြစ်သွားပြီအဲ့တော့ပေါ် layer မှာရောက်နေတဲ့ဗီဒီယိုကိုသူကဦးစားပေးပြီးတော့ပြပေးလိမ့်မယ်အခုကျွန်တော်ဒီဗီဒီယိုကြည့်အောင်ဒါကိုလည်းကိုကြိုက်တယ်လို့ဒီလိုခြုံလို့ချဲလို့ရတယ်ဒီဗီဒီယိုကိုဒီလောက်လေးပဲပြချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီလိုမျိုးလေးချုပ်ပြီးချဲ့ပြီးတော့ဖြတ်တောက်လို့ရတယ်ဒါမှမဟုတ်ခုနကအသုံးပြုခဲ့တဲ့ command လေးတွေအသုံးပြုပြီးတော့လည်းကျွန်တော်တို့ဖြတ်တောက်လို့ရတယ်ပေါ့နော်ဒါကတော့ဒီ layer လို့ခေါ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီဘက်မှာရှိတဲ့ဒီမှာ top ပုံလေးဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီ layer လေးက lock ဖြစ်သွားပြီသူ့ကိုနှိပ်ပြီးတော့ edit လုပ်လို့မရတော့ဘူးပေါ့နော်အသေးဖြစ်သွားပြီပေါ့တကယ်လို့ edit ပြန်လုပ်လို့ရှိနေဆိုရင်ဒီ lock ပုံလေးကိုပြန်ပြီးတော့ဖွင့်လိုက်ကိုကြိုက်တဲ့နေရာကိုရွှေ့လို့ပြုလို့ရမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဗီဒီယိုရဲ့ speed ဖြစ်ပါတယ်ဒီဗီဒီယိုကတာမန် speed နဲ့သွားကြလားဒါမှမဟုတ်ဒီဗီဒီယို play တာကိုနည်းနည်းမြန်နေတယ်ဆိုရင်ကျွန်တော်ဒီဘက်ချမ်းမှာ speed ဆိုတာရှိပါတယ်ဒါလေးကိုနှိပ်လိုက်မယ်ဒီမှာမြန်နေတယ်ဆိုရင်ကိုယ့်ရဲ့ speed ကို2ဆတင်လို့ရတယ်ဒါဆိုရင်ဒီဗီဒီယိုကပုံမှန်ထက်2ဆမြန်ပြီးတော့ပြပေးလိမ့်မယ်ဒါမှမဟုတ်ကျွန်တော်တို့နည်းနည်းဖြည်းဖြည်းချင်းပြနေတယ်ဆိုရင် speed ကို short ပေးလိုက်ဒါဆိုရင်ဖြည်းဖြည်းချင်းလေးပြပါလိမ့်မယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့ကို edit လုပ်ချင်တဲ့ဗီဒီယိုကိုချုပ်တာချဲ့တာနောက်ဖြတ်တောက်တာတွေကိုကျွန်တော်နားလည်သွားပြီလို့ထင်ပါတယ်တကယ်လို့ကိုလုပ်ချင်တဲ့ဗီဒီယိုတွေကိုကျွန်တော်တို့တစ်ဆက်တည်းဖြစ်သွားပြီစိတ်ကြိုက်ရပြီဆိုရင်တော့ကျွန်တော်တို့ export လုပ်ရပါမယ် export ဆိုတာကိုလုပ်ဖို့တဲ့ဒီညာဘက်တောင်းမှာရှိတဲ့ export ဆိုတာလေးကိုနှိပ်လိုက်လို့ရတယ်ဒီမှာဆိုရင်တော့အပေါ်ဆုံးမှာ name ရှိမယ်ကိုထုတ်လိုက်တဲ့ဗီဒီယိုရဲ့နာမည်ကိုကြိုက်တာပေးလို့ရတယ်နောက်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ save လုပ်မဲ့နေရာဖြစ်ပါတယ်ကိုထုတ်တဲ့ဗီဒီယိုကိုကိုယ့်ရဲ့ laptop ထဲမှာဘယ်နှမ်းမှာသိမ်းစေချင်လဲဘယ် folder ထဲမှာသိမ်းစေချင်လဲဆိုတာကိုဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ရွေးချယ်လို့ရတယ်နောက်တစ်ခုကတော့
watermark ဖြစ်ပါတယ်ဒီ watermark ဆိုတာကတော့ကျွန်တော်တို့ဒီ CapCut ရဲ့ logo ကကိုယ့်ရဲ့ video မှာပါနေမှာဖြစ်ပါတယ်ဒီလိုမပါစေချင်ဘူးဆိုရင်တော့ Pro version ကိုဝယ်ပြီးတော့သုံးလို့ရတယ် Pro version ဝယ်မသုံးထားဘူးဆိုရင်တော့ဒီ logo ကိုကြိုက်တဲ့နေရာမှာရွှေ့ပြီးတော့ထားလို့ရတယ်အပေါ်တောက်မှာထားမလားအောက်တောက်မှာထားမလားရွေးချယ်လို့ရတယ်နောက်တစ်ခုကကျတော့ video ရဲ့ resolution ဖြစ်ပါတယ်ကိုယ့်ရဲ့ video ကိုနည်းနည်းတာမန်ကြည့်အောင်မဲထုတ်မလားရန်ကြည့်တော့ရှင်းထုတ်မလားကျွန်တော် 4K ထိရွေးချယ်ပြီးတော့ထုတ်လို့ရတယ်နောက်တစ်ခုကတော့ bill rate လို့ခေါ်ပါတယ် bill rate ကတော့ကျွန်တော်ကတော့နည်းနည်းများများပဲထားစေချင်ပါတယ် bill rate များရင်တော့ video file size ကကြီးသွားပြီးတော့ bill rate နည်းရင် video file size ကနည်းသွားပါလိမ့်မယ်နောက်တစ်ခုကကျတော့ကျွန်တော် format ဖြစ်ပါတယ် MV4 အနေနဲ့ထားမလား MOV file ဖြစ်နေထားမလားကြိုက်တယ်လို့ရွေးချယ်လို့ရတယ်နောက်တစ်ခုက frame per second ဖြစ်ပါတယ်တစ်စက္ကန့်မှာပြပေးတဲ့ကိုယ့်ရဲ့ video ရဲ့ကူးပြောင်းတဲ့ frame ပုံစံမျိုးဖြစ်ပါတယ်စိတ်ကြရွေးချယ်လို့ရပါတယ် CapCut မှာ60 fps တိရွေးချယ်လို့ရပါတယ်ဒါတွေအားလုံးကိုစိတ်ကြရွေးချယ်ပြီးရင်တော့ကျွန်တော်တို့ export ဆိုတာကိုနှိပ်လိုက်ရုံပါပဲဒါဆိုရင်တော့ဒီ 100% ပြည့်သွားတဲ့အချိန်မှာကိုထုတ်လိုက်တဲ့ video လေးရသွားပြီဖြစ်ပါတယ်ဒီ export လုပ်လိုက်တဲ့ video ကိုဘယ်နားမှာထားလဲကြည့်ချင်တယ်ဆိုရင် open folder ဆိုတာလေးကိုနှိပ်လိုက်ပါโอเคဒါဆိုရင်တော့ဒီ folder ထဲမှာကျွန်တော်တို့ကိုထုတ်ထားတဲ့ video လေးကိုပြန်ပြီးတော့ကြည့်လို့ရပါတယ်ဒီနေ့ကတော့ကျွန်တော်ဒီ CapCut ကို video တွေ photo တွေကို edit လုပ်တဲ့နေရာမှာဖြတ်တာတောက်တာနဲ့ import export လုပ်တာလေးကိုပဲပြောပြပေးမှာဖြစ်တဲ့အတွက်အသေးစိတ် editing ကိုနောက် video တွေမှာပြောပြပေးအောင်မယ်အားလုံးပဲကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ